စေတနာနဲ့လဲဆိုင်တာအလူဆိုတာပါရမီနဲ့လဲဆိုင်တာစေတနာနဲ့ပါရမီတွဲရှင်ကချိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာအလူဆိုတာစေတနာနဲ့လဲဆိုင်တာအလူဆိုတာပါရမီနဲ့လဲဆိုင်တာစေတနာနဲ့ပါရမီတွဲရှင်ကရှိပါမှာဒါနသီလပါရမီအလူဆိုတာဖြစ်ပေါ်ခဲ့တာတရရောခါစီရသာဇနီးမောင်နှံဦးမှာထင်းခွေရင်ဝါခုတ်ရင်နဲ့အပြန်လန်းခရီးမှာအလူမန္တဆောက်လုပ်ခြင်းနဲ့ကြုံတွေ့ပြန်တဲ့အခါထိုအားတစ်လုံးကိုလူရန်ခဲ့ရနောင်ဘဝတန်တရားတာဝရိန်သာနတ်ပြည်နမ်းမှာမြဖျားပေးတဲ့နှစ်သားလေးနဲ့နှစ်သမီးဖြစ်နေရှာ